ကြောက်ကတော့ကျွန်တော်ပြောသလိုငါချိတ်ခွန်ဆိုတော့သူအမဲလာပေါ့ဗျာနော်သူအဝါကုန်းဆိုအဝါကုန်းနော်ငါချိတ်ခွန်ဆိုငါချိတ်ခွန်အဲ့လိုလာအလုံးကတော့ကြီးရဗျာနော်အပေါ်ကဘာကလည်းလမ်းရတယ်ကဘာကြီးကအနာဆိုနေပူလေးမိုးရွာလေးနဲ့ဆိုတော့နော်ကဘာအနာဆိုကြောက်တယ်မကြည့်လေဘူးလှုပ်တော့မလှုပ်တာဗျာနော်ပြောရရင်တော့နည်းနည်းလေးမှမလှုပ်တာဖောတော့ဖောကြည့်ရမယ်ဗျာနော်ကျွန်တော်တော့ပြောနည်းနည်းလေးဒီဘက်ကကြည့်ရခတ်တယ်နည်းနည်းဝါးကျင်တယ်လို့ဖြစ်နေတာကြောက်ကွာနော်ဖောကြည့်မှပဲကျွန်တော်ဝိတ်တွေပါစရမ်းတွေပါစစ်ကြည့်ရမယ်ဗျာနော်ဟုတ်မဟုတ်ကိုထင်နေတော့ကျွန်တော်ပြောသလိုတော့ဟုတ်ဖို့ကရာခိုင်တော့50ပဲဗျာနော်ဟိုဘက်သိကြမသိရသေးဝိတ်စားမှာဒီကဝိတ်ပဲအခွန်းတော့အရေခွန်းငါချိတ်ခွန်းရမ်းမယ်နော်ဟောတော့ငါချိတ်ခွန်းရမ်းမယ်အရေခွန်းဆိုတော့ဗျာနော်ဖော်ရတော့တော်ခက်တယ်ဗျာလှုပ်ကိုမလှုပ်တာဒီကြောက်ကမလိုက်ချင်တာလားမသိလူနောက်ကိုတော်လေးတော့ထိုင်တော့လာတယ်ဗျပြောရရင်တော့ကြောက်ထိုင်တော်လေးလာကြောက်ကတော့ဖြစ်ရင်တော့ပိုးကောင်းတာပေါ့ဗျာနော်ကြောက်ဖြစ်ရင်တော့ပတ်စံလေးရပါ